အီဗန်ဟာသူ့တဲ့မုတ်စိတ်မွေးတွေကိုရစ်ပစ်လိုက်ပေမဲ့ခဏချင်းမှပဲပြန်ပေါက်လာခဲ့ပါတယ်သူဟာအချင်းချင်းအခါခါစူးစမ်းပြီးရိတ်ချပေမဲ့လည်းမုတ်စိတ်မွေးတွေဟာပိုရှည်ပြီးရှည်လာနေခဲ့ပါတယ်တခြားနည်းလည်းမရှိတော့တဲ့အဆုံးသူဟာဒီပုံစံနဲ့ပဲအလုပ်ကိုထွက်လာခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့သူ့တသေးကသူ့ကိုရုံးခဲနဲ့ခေါ်လိုက်တဲ့အချိန်မှာငါးကန်တဲကငါးတွေအားလုံးကသူ့ဘက်ကိုလှည့်လာကြပါတော့တယ်သူလှုပ်ရှားလိုက်တိုင်းအဲ့ဒီငါးတွေကသူ့နောက်ကိုပဲလိုက်ကြည့်နေကြတာပါသူအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့မုတ်စိတ်တွေဟာထူးထူးဆန်းဆန်းကြစ်ဆန်ပြီးကြက်လို့ရတဲ့အထိရှည်ထွက်နေခဲ့ပါပြီရေချိုးပြီးတဲ့နောက်မှာတော့သူ့ရဲ့ဝတ်စုံဟာဟောင်းနှမ်းနေတဲ့ရှေးခဲ့ဝတ်စုံရေကြီးအဖြစ်ပြောင်းလဲသွားပါတယ်အီဗန်ကတော့ဒါကိုတိတ်ကူးမဆိုင်ပဲနောက်ထပ်ဝတ်စုံတစ်စုံကိုလဲဝစ်ပြီးအလုပ်သွားဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့သူအိမ်ပြန်လဲထွက်လိုက်ရောဝတ်ထားတဲ့အဝတ်အစားတွေကအလိုလျောက်ပျောက်ကွယ်သွားပါတော့တယ်သူမှရွေးချယ်စရာမရှိတော့တာမို့အဲ့ဒီဝတ်စုံရေကြီးကိုပဲဝစ်ပြီးအပေါ်ကကုတ်အင်ဂျီနဲ့ဖုံးကအစီဝေးချက်တူထွက်လာခဲ့ရပါတယ်သူစကားပြောရမယ့်အလက်ရောက်တဲ့အချိန်မှာတော့သူဝတ်ထားတဲ့ဝတ်စုံကထပ်ပြီးပျောက်ကွယ်သွားပြန်ပါတယ်ချက်ချင်းဆိုသလိုမရေမတွက်နိုင်တဲ့တရိတ်ဆန်တွေဟာအစီဝေးခမ်းမတွေကိုဝင်လာပြီးသူ့ဘေးနားမှာဝိုင်းအောင်လာကြပါတယ်လုံခြုံရေးတွေကလည်းအီဗန်ကိုအတင်းဆွဲထုတ်လိုက်ကြပါတော့တယ်တကယ်တော့ဘုရားသခင်ကတင်းဘောကြီးတဆင်းတိဆောက်ဖို့အတွက်အီဗန်ကိုရွေးချယ်လိုက်တာမို့လို့တရိတ်ဆန်တွေကသူ့ကိုလာကူညီကြဖို့ရောက်လာကြတာပါပင်ပန်းစူးစမ်းတိဆောက်ပြီးတဲ့နောက်မှာတော့တင်းဘောကြီးကနောက်ဆုံးမှပြီးစီးသွားတယ်ပါပြီအီဗန်ဟာသူ့ရဲ့လက်ကင်တို့ကိုမြှုပ်လိုက်ပြီးလူသားတွေနဲ့တရိတ်ဆန်တွေကိုတင်းဘောပေါ်တက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့လူသားတွေကတော့သူ့ကိုလောင်ပြောင်ရဲပေါ်ခဲ့ကြပြီးတရိတ်ဆန်တွေပဲတင်းဘောပေါ်ကိုတက်လာခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲအဝေးကရေခါတာကြီးဟာရုတ်တရက်ကျိုးပြတ်သွားတာကိုသူမြင်လိုက်ရပါတယ်သူဟာတင်းဘောအပရိုကနေအပြေးသွားပြီးရွာသားတွေကိုလည်းအသက်ဘေးကရွတ်တော့အမြန်တင်းဘောပေါ်တက်ကြဖို့အော်ဟစ်တတိပေးခဲ့ပါတယ်ဒါပေမဲ့ရေခါတာကြီးကချက်ချင်းဆိုသလိုပြိုကျသွားပြီးရေလိုင်းကြီးတွေကကားကြီးတစ်စီးလုံးကိုပါဝါမျိုးသွားခဲ့ပါပြီရေတွေဟာရွာတွေကိုအရှိန်ဟုန်နဲ့စီးဝင်လာပြီးကြောက်လန့်တကြားဖိနေတဲ့ရွာသားတွေကလည်းတင်းဘောကြီးစီကိုအသေးအတန်ပြေးလာကြပါတော့တယ်ရေစီးကတိတ်ကိုတန်လန့်မို့သူတို့တင်းဘောပေါ်ကိုရောက်ခါဆဲမှာပဲရေလိုင်းကြီးတွေကသူတို့စီကိုရောက်လာခဲ့ပါပြီတင်းဘောကြီးကလည်းရေပေါ်မှာလှုပ်ရှားနေပြီးရွာတွေကအိမ်တွေပါရေထဲပါသွားခဲ့ရပါတယ်ကံကောင်းထောက်မစွာနဲ့တင်းဘောကြီးကခိုင်ထန်လာကြောင်းတိမ်မှမသွားပါဘူးလူငယ်ဟာလည်းလောလောဆယ်တော့အသက်ဘေးကနေအောင်အောင်မြင်မြင်လွတ်မြောက်နိုင်ခဲ့ကြပါတော့တယ်